ငယ်တူထင်ထားတဲ့အတိုင်းပဲနောက်တစ်နေ့တွင်တန့်စင်ဆိုင်သို့ရောက်တော့ခါဦးစိုးဟိန်းမျက်နှာကျောများတင်းနေကြဆဲရှိသေးသည်ဒီနာရီကအခုထိပြင်လို့မပြီးသေးဘူးလားဒီနေ့လာရွေးမှာမဟုတ်လားတူတီပြင်ရန်ဟိုတစ်စိတ်ကတ်ထားတော့တိတ်တာထဲမှာလက်ပတ်နိုင်တစ်လုံးကိုထုတ်ယူပြီးအတန်မဖြစ်မီးနေသည်အပူပစ္စည်းမှာထားတာမရောက်သေးဘူးဆရာကျွန်တော်ဆိုင်ရှင်ကိုဆက်သွယ်ပြီးပြောပြီးပါပြီနောက်တစ်ပတ်ကြာမှလာယူဖို့ပြောထားတယ်ဟုတ်လားဘာဖြစ်လို့ငါ့ကိုကြုံမပြောရလဲတို့ပြောခဲ့ပြီးတော့တိုးတော်ခုလိုအချိန်တွေဘလို့နီးနဲ့မြအတူတက်မနေတဲ့ကြောင့်သူကောင်းကောင်းနားလေထားတော့ကြောင့်ငြိမ်ပြီးအဆူခံနေလိုက်သည်တကယ်ဟာတွေပဲနည်းနည်းလေးမှစိတ်ရှပြီးပြစ်ထားလို့မရအောင်ဦးစိုးဟိန်းတီသူ့စိတ်ကြိုက်ဆူငါပြီးမှအိမ်ထဲသို့ဝင်သွားသည်ထိုစဉ်တစ်ခုခုနဲ့တိုင်းမိတန်ထွက်ပေါ်လာသည်အာနာလိုက်တာဒီနေရာမှာဘာဖြစ်လို့ဒီထုတ်ကြီးကိုလာထားရတာလဲခလုတ်တိုင်းမိနိုင်တယ်ဆိုတာနားမလည်ဘူးလားသူဟာတူထားပြီးပြဿနာရှာနေပြန်ပြီးဟိုတန်းစင်ကတွေးနေမိသည်ညနေဆိုင်သိန်းချိန်နာကတ်ခါမှဦးစိုးဟင်းဤစိတ်မှမူမယ်အနေအထားတို့ပြန်ရောက်လာသည်ကဲငါကော်လီနဲ့လမ်းလျှောက်ထွက်အောင်မယ်ဟေ့တန်းစင်ကျန်တာတွေမြင်းပဲကြီးလောက်ထားလိုက်တော့ဦးစိုးဟင်းတီအလောက်ခံထဲမှထွက်လာကခါအညောင်ဆန့်ရင်ပြောသည်ဟုတ်ကျွန်တော်ကြီးလောက်ထားလိုက်ပါမယ်ဦးစိုးဟင်းထွက်သွားပြီး10မိနစ်ခန့်ကြာတော့အခါစိုက်ကပွင့်လာသည်ဝီလာတူကိုမြင်တော့ခါတန့်စင်တီမျက်မှောင်ကျုံမိသည်ကိုဝေဖြိုးပင်တူတီမနေ့ကတိုင်အနက်ရောင်ကြကင်ဝစ်ထားသည်ကျွန်တော်တို့မီးစရာရှိသေးရလားကိုဝေဖြိုးကလက်ခါပြသည်မဟုတ်ဘူးဗျဒီနေ့တော့ကျွန်တော်ကိစ္စတစ်ခုပြောပြချင်လို့ဟုတ်လားဆရာတော့ခွေးချောင်းထွက်သွားပြီကျွန်တော်သိရဲ့တူထပ်သွားတာကျွန်တော်မြင်လိုက်တယ်ခမရဲ့ဆရာကတော့ရောအိမ်ထဲမှာရှိပါတယ်ခေါ်ပေးရမလားလုပ်ပါအောင်ကိုဝေဖြိုးကပြုံးလိုက်ပြောသည်ကြုံငယ်လာရညစာချက်ပြုတ်ရန်ပြင်ဆင်နေသည်တို့စဉ်တန့်စင်ခေါ်တန်ကြောင့်ဆိုင်ထဲတို့ဆွေးစွာနေဝင်လာသည်ခဏပဲလာနောက်ဆက်တလို့ဖြစ်နေရတောင်းပန်ပါရဲ့ဗျာဒါပေမဲ့စိတ်ချပါဒါနောက်ဆုံးအချိန်ပါပဲကိုဝေဖြိုးတီအချိုသာဆုံးပြုံးလိုက်ပြောနေသည်ဘာကိစ္စများလဲဒိုကီလာရမေးသည်ကိုဝေဖြိုးတီတန့်စင်ပဲလဲလိုက်သည်မနေ့ကပန်းချက်မှာပြောခဲ့တဲ့စကားတွေသူတို့ပြောပြလိုက်ပြီလားဟင်းဒီနေ့တစ်နေ့လုံးဆရာမျက်နှာကျော်တင်းနေရပိုကောင်းတာပေါ့အဲ့ဒီအကြောင်းခမားဆရာမပြောပြနဲ့ရှင်မနေ့ကဘာပြောကြရလဲတော်ငွေလိုက်တီတန့်စင်နဲ့ကိုဝေဖြိုးတို့တလဲစီကြည့်နေ၏ကိုဝေဖြိုးဟာမနေ့ကပြောခဲ့သောစကားများတကြော့ပြန်ထပ်ပြောပြသည်တော်ငွေလာရလဲနဝေတိမ်တောင်ဖြစ်နားထောင်လက်တိတ်ထူးဆန်းတာပဲဒါဆိုရင်အဖိုးကြီးကညာပြောခဲ့တာပေါ့ဟုတ်လောက်တယ်ကိုဝေဖြိုးကတန့်စင်ကိုကြည့်နေသည်ခမားဆရာရဲ့ပြောစကားရဆိုရင်သူအဲ့ဒီနေ့ကညနေ9နာရီခွဲလောက်မှာခွေးချောင်းထွက်သွားတယ်9နာရီပတ်ဝန်းကျင်လောက်မှပြန်ရောက်တယ်ဒီတော့စုစုပေါင်းတနာရီခွဲလောက်ကြာတာပေါ့တို့သူ့ဆရာပြောခဲ့သည်ကိုတန့်စင်ကိုယ်တိုင်နားနဲ့ဆက်ကြားခဲ့သည်တို့တော့တန်တရားမဝင်မိခဲ့တို့တော့ယခုစစ်တွေးကြီးမှကထူးဆန်းဒီဟိုထဲလာဒီမနေ့ကကျွန်တော်ခမားနဲ့သူခွေးချောင်းလိုက်ခဲ့ရှောက်တာဘလောက်ပဲနေနေအလုံးစုံတနာရီပေါ့ခွေးကိုထင်းတဲ့လူရဲ့အမြန်နှုန်းအပေါ်အများကြီးမှုတည်ရဆိုပေမဲ့လေမိနစ်30กว่าဟာနေရတော့များလုံးနဲ့ဒီအချက်ကိုပေါ့လေးမထင်လိုက်နဲ့ဆရာခွေးချောင်းနဲ့လမ်းကြောင်းကကျွန်တော်တို့မနေ့ကသွားခဲ့လမ်းအတိုင်းမဟုတ်လို့ခမားပြောချင်တာလားဖြစ်နိုင်ရပဲခမားဆရာတခြားနေရာကိုချော်တာငေါ့ပြီးအဲ့ဒီမှာဒေါ်နွယ်နီဦးနဲ့တွေ့ခဲ့စားပုံရရဲ့ဒါပေမဲ့ तू ကလူမသိစေချင်တော့ပင်လုံပန်းချမ်းမှာပဲဒေါ်နွယ်နီဦးနဲ့ဆုံခဲ့ရလို့တူညာပြောခဲ့ကျွန်တော်အထင်တော့အဲ့ဒီလိုပဲဖြစ်ရလိမ့်မယ်သူပဲကိုတွားရလဲတော်ငွေလိုက်ဒီတန့်စင်ကိုကြည့်နေသည်တန့်စင်ဒီစဉ်းစားမရသည့်မို့အရာဖြစ်ခေါင်းကုန်းနေ၏ဘယ်နေရာလဲဆိုတာကျွန်တော်သိပါရဲ့သူဘာဖြစ်လို့သူများမပြောပြချင်တာလဲဆိုတာကိုလည်းကျွန်တော်သိပြီအဲ့ဒီအကြောင်းအရင်းတွေကလူတက်မှုနဲ့တော့ဘာမှမသက်ဆိုင်ပါအစားတော့ဒီကိစ္စကိုရင်ငုံနေလိုက်တော့မလို့ပဲဒါပေမဲ့မှုခင်းစီရဲတယောက်အနေနဲ့အဖြစ်မှန်ကို
အတည်ပြုချက်မယူဘဲပစ်ထားလိုက်ရင်အထက်အရာရှိဆီတင်ပြဖို့ခက်ခဲရှိလာနိုင်တယ်။ဒါကြောင့်ကျွန်တော်ခင်ဗျားတို့လာတွေ့ရတာပါ။ပထမတော့အန်တီရဲ့အမျိုးသားကိုတဲ့တို့မေးပြီးအတည်ပြုချက်ယူမလို့ပါပဲ။ဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်အရဆိုရင်တည်တောင်ကျွန်တော်အမှန်တိုင်းပြောပြမဲ့လူမဟုတ်ဘူး။တူသွားမဲ့နေရာကိုကျွန်တော်ကအလစ်ချောင်းဆောက်ပြီးဖန်စီရလောက်အောင်လေအရေးမပါလောက်အောင်လေပြီးတော့တိတ်တဆိတ်မျောလင့်နေရတာကလေစိတ်ချမ်းမြေ့မှုတစ်မျိုးမဟုတ်လားကျွန်တော်သူတစ်ပါးရဲ့စိတ်ချမ်းမြေ့မှုကိုဖြတ်လို့ဖြတ်စီမလုပ်ချင်ပါဘူးတန်းစင်နေတုံငွေလိုက်တော့ဒီဦးကြောင်ကြောင်နဲ့တယောက်မျက်နှာတယောက်ကြည့်နေကြသည်ထိုရဲရရှိပြောနေတော့စကားများသူတို့တစ်လုံးများနားမလဲနှိတန်းတွေပြောမနေပါနဲ့ရှင်မြန်သာပြောပြစမ်းပါကျမယောက်ျားဘယ်ကိုသွားခဲ့ရလဲကျွန်တော်ရဲ့မိခွန်းအရင်ဖြေပြီးပါလားအန်တီတမီနဲ့ပတ်သက်တဲ့ကိစ္စပါသူအိမ်ထောင်ကြပြီးစမှုကွက်တိဘက်မှာနေရလို့ကြားမိရဲ့တဲဆုပါဖြစ်လို့လေကြုံငွေလာအိမျက်နာတွေဆိုရင်ဒီအရေးအယောင်များလွယ်မိုးလာသည်တန်းစင်ဒီနားမလဲနိုင်အောင်ဖြစ်နေသည်ယခုလိုအချိန်တွင်ကိုဝေဖြိုးကတဲဆုဤအကြောင်းကိုမေးမြန်းလာခြင်းမှာမစီရဲတဲ့မဆိုင်ခမည်းသမီးမှာမစီမဆိုင်ရဲ့ခမည်းသမီးမှာကိုဝင်ရှိနေမဟုတ်လားထိုမေကောကြားလိုက်ရတော့ကြောင့်တန့်စင်အံ့အားသင့်သွားသည်ပို၍အံ့အားသင့်သွားစေသည်မှာဒုံငွေလာဤမေကွန်းပင်ဖြစ်သည်ရှင်ဟာဘလို့လို့တည်ရလဲကိုဝေဖြိုးတင်နှခမ်းကိုရှာပြစ်တက်လိုက်ပြီးပြုံးနေသည်ကျွန်တော်တတ်ထားတာမလွယ်ဘူးပဲတကယ်ကြီးလားတန့်စင်ကဒုံငွေလာကိုမေးလိုက်သည်ဟိုအဖိုးကြီးကိုမတီးစေနဲ့ဆရာကတော်ကအမလေးတို့စီရောက်ဖြစ်တာလားတခါတလေပေါ့အစကတည်းကသူတို့ကိုငါတဘောတူပြီးသားပါဒီမောင်ခမရာထူးငယ်ဆိုပေမဲ့လေကုမ္ပဏီမှာမမှန်ကန်ကန်အလုပ်လုပ်နေရှာတာပဲဘာပြဿနာမှမရှိဘူးအဲ့ဒီခေါင်းမာတဲ့အဖိုးကြီးကပဲတုံငေးလိုက်ဒီအနားမှာကိုဝေဖြိုးရှိနေတီကိုရုတ်တရက်တတိယသွားဟန်ချင်းပြောလဲစာကိုရက်ပြစ်လိုက်တယ်တောင်းမဲ့ပါရှင်တစိမ့်ရှိမှအင်ရကိစ္စတွေပြတ်ပြောမိပြန်ပြီကိစ္စမရှိပါကိုဝေဖြိုးလက်ခါပြသည်မနေ့ကအန်ဒီသမီးနဲ့တွေ့ကြတည်းမဟုတ်လားအတူတူဈေးဝယ်ထွက်ကြရလေတုံငေးလာမျက်လုံးပြူသွားသည်ရှင်ဘလို့လို့တီးရလဲမနေ့ကအန်ဒီနဲ့တွေ့ပြီးရဲ့နောက်ကျွန်တော် Central Plaza ဘက်ကိုသွားခဲ့ဂုံတိုက်ထဲမှာအခန်းသစ်ပဲကိုဝင်ဆောင်မိခင်ပစ္စည်းရောင်းတဲ့ကောင်တာတွေ့လိုက်ရတယ်ကျွန်တော်ဒီနဲ့အတိုင်းပဲအယောင်စီးမှအမျိုးသမီးများလာတော့ကြောင့်ပြောပြတယ်သူပြောပြတဲ့ပုံပန်းတရံအတိုင်းဆိုရင်အဲ့ဟာအန်တီနဲ့အန်တီသမီးတို့ပဲဖြစ်ရမှာပေါ့ဒါကြောင့်အန်တီသမီးကကိုဝင်ရှိနေပြီလို့ကျွန်တော်ကောက်ချက်ချနိုင်တာကျမနဲ့သမီးနှစ်ယောက်အတူတူဈေးဝယ်ထက်ခဲ့ပါတယ်ဆိုတဲ့အကြောင်းများရှေ့ကိုပြောခဲ့မိလို့လားဟင်အန်တီတက္ကစီပေါ်မှာထိုင်ခဲ့ပုံစံမြင်ပြီးအဲ့လိုတွေးမိလိုက်လို့ပါတွေးလိုက်မိတာပါတက္ကစီပေါ်မှာအန်တီကဘယ်ဘက်အချမ်းမှထိုင်နေခဲ့ရလေလူတွေကတက္ကစီ၅စီးရဲ့အခါမှာတယောက်တည်းဆိုရင်ညာဘက်အချမ်းမှာပဲထိုင်လေးရှိရဲ့အသက်အစင်းလွယ်ကူတာကိုဒါပေမဲ့အန်တီကဘယ်ဘက်အချမ်းမှာထိုင်နေရဆိုတော့ညာဘက်မှာတခြားလူတယောက်ရှိခဲ့လို့ပေါ့အန်တီကသူ့အိမ်ကိုအရင်ပို့ပြီးမှဒီကိုပြန်လာခဲ့ဒီကဆရာလေးစီကနေအန်တီတို့မိသားစုအကြောင်းကြားထားပြီးပြီဆိုတော့အကျလိုဘယ်လိုလဲဆိုတော့ကျွန်တော်ချက်ချင်းမန်းနိုင်သွားတာပေါ့တန်းစင်တီကြိတ်ပြီးတွေးမျိုးချမိသည်ကိုဝေဖြိုးကြည့်၍လဲစဉ်းစားနေပြန်သည်အင်မတန်ငံပြေးရဲ့ရဲရရှိပါတကားဒီလိုလားဒါပေမဲ့ကျမနဲ့ကျမသမီးတို့ညအတူတူအပြင်သွားတော့တီးပြီးပဲထားပါအောင်ကိုဝင်ဆောင်မိခင်တုံးပစ္စည်းရတဲ့ကောင်တာကိုတွားပါတယ်လို့ရှင်ကဘယ်လိုလုပ်ပြီးတီးရလဲတီးရပေါ့အန်တီရဲ့တမီးမကိုဝင်ရှိနေရပဲဖြစ်မယ်လို့ကျွန်တော်အစောကလေးကတန်တရားရှိနေခဲ့ဗျာတန်းစင်ကအားတင်းဆော်អော်လိုက်မိတယ်ကျွန်တော်အမလေးရဲ့အကြောင်းကိုပြောဖြစ်တာမှမကြသေးဘူးလေဘယ်စကားတွေကနေများသူကိုဝင်ရှိနေလို့တီးလိုက်ရလဲပဲပိုင်နိုင်တော့မဟုတ်ပါဘူးဖြစ်နိုင်ရှိရလို့ပဲထင်မိရပါတန်းစင်တီလက်ကိုတင်းပိုက်လက်ပြောနေသည်ကျွန်တော်ဖြစ်နားမလဲနိုင်အောင်ပဲကျွန်တော်ဒီကိုနေ့တိုင်းအလုပ်
လာစင်းနေရတာအမလေးကကိုဝင်ရှိနေမှမသိခဲ့ဒါကိုခမရဘယ်လိုလုပ်ပြီးတီးရလဲအကြမ်းမြင်များရနေရောသလားဗျာအကြမ်းမြင်ရရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်တက်လွန်စားပြီးရဲ့သူကတခြားသူမဟုတ်ဘူးဗျကော်လီပဲအဲ့ဒီခွေးကမနေ့ကကျွန်တော်တို့လမ်းလျှောက်ထွက်ကြတော့တနေရအရောက်မှာဒူဘယ်ကိုတွားရမှန်းမသိလို့ရက်နေခဲ့ခမရမမိတည်းမဟုတ်လားကျွန်တော်အဲ့လိုပြောလိုက်မှတတိရတယ်တနေရာမှာပြည့်ရဲ့နေရဘယ်နေရာမှာပါလိမ့်တောင်မြောက်လမ်းဆုံမှာလေခမရအောင်စဘူးအိမ်ရဘက်အတင်းဆွဲခေါ်တော့မှကော်လီလည်းအနောက်ကလိုက်လာတာသူအဲ့ဒီတော့ကဘာဖြစ်လို့တွေ့ဝေနေရလဲဒါကြောင့်ကျွန်တော်စဉ်းစားကြည့်ရအခုတလောခွေးပိုက်ရှင်ကတခါတလေမှာလမ်းဆောင်ကနေညာဘက်ချိုးပြီးတခါတလေကျတော့ဘယ်ဘက်ကိုသွားပုံရရဲ့ညာဘက်ကိုချိုးပြီးလမ်းတိုင်းသွားမယ်ဆိုရင်ပင်လုံပန်းချံကိုရောက်တယ်ဒါဆိုဘယ်ဘက်ကရောဘယ်ဘက်ကိုချိုးသွားရင်ဘယ်ရောက်မလဲကြုံငယ်လာထားအော်ဒီမြစ်တာအေးဖျားဟုတ်တယ်ကိုဝေဘိုးကခေါင်းငယ်ပြသည်အသက်ခံခဲ့ရတဲ့ဒေါ်နွယ်နီဦးရဲ့စာထဲမှာဒီလိုရေးထားရဲ့ဗျာမျက်ခင်းပြင်ပေါ်မှာသူ့ရဲ့ခေါင်းကလေးကိုပုတ်တက်နေအောင်စေရန်ရဲ့ကနာရီဆိုင်ပိုင်ရှင်နဲ့တွေ့ခဲ့တယ်တဲ့အဲ့ဒီမှာကျွန်တော်အနေနဲ့မဟာအမားကြီးနှစ်ခုကျူးလွန်ခဲ့မိရဲ့သူကစာထဲမှာမျက်ခင်ပြင်ပေါ်လို့ရေးထားတာကျွန်တော်ကပန်းချံထဲမှာလို့အတိတ်ပဲကောက်ခဲ့မိရနောက်တော့ဒီစာပြန်စဉ်းစားကြည့်ရဲ့ဖျားဝင်းထဲမှာလည်းမျက်ခင်ပြင်ရှိနေရပဲမဟုတ်လားပြီးတော့နောက်ထပ်အမားတစ်ခုကသူ့ရဲ့ခေါင်းလေးကိုရေးထားတာကျွန်တော်ကခွေးလေးရဲ့ခေါင်းလို့ထင်ခဲ့မိပြန်တယ်တကယ်တော့သူပုတ်နေရခွေးလေးရဲ့ခေါင်းမဟုတ်ဘူးဗျကိုဝေဖြိုးတီတူလက်ကဖုံးထုတ်ယူပြီးတခုခုကိုရှာနေ၏ထို့နောက်ဖုံးမျက်နှာပြင်ကိုတန့်စင်တို့နှစ်ယောက်ပဲလဲပြလိုက်သည်ဖုံးမျက်နှာပြင်ပေါ်တွင်တပုံရှိသည်နိုးတိုက်နေသောမိခင်တူ၏ပုံတူကြေးရုပ်တရုပ်ဖြစ်သည်ဒီကြေးရုပ်ကိုမိခင်များနှင့်အထိမ်းအမှတ်အတွက်စိုက်ထူထားခဲ့ရပဲအတော်လေးလဲကြာခဲ့ပြီထင်ပါတယ်ဘယ်ကနေဘလို့ပြက်နဲ့သွားတယ်မသိဘူးအတီကလေးရုပ်ရဲ့ဦးခေါင်းကိုပုတ်ပင်ကလေးအတွက်ကျမကြီးကောင်းစေရလို့ယုံကြည်နေကြတယ်ဒါနဲ့ပဲလူတော်တော်များများကဝိုက်ပို့ကြလို့ကလေးရုပ်ရဲ့ခေါင်းတော်ပြောင်လက်ပြီးအယောင်ထွက်နေကျမတည်းရဲ့ကျမလည်းပုတ်ခဲ့ဘူးရဲ့တော်ငွေလာစကားဝင်ထောက်တီဒီတော့ကျွန်တော်ကစဉ်းစားကြည့်ရင်ဒေါ်နေနေဦးပုတ်ခဲ့ရဲဆိုရဲခေါင်းကလည်းဒီကြေရုပ်လေးနဲ့ခေါင်းပဲဖြစ်ရလိမ့်မယ်ဒီလိုနဲ့နောက်ထပ်ပဟေရီတစ်ခုပေါ်လာပြန်တယ်အဲ့ဒီရဲ့ယောက်ျားဘယ်လိုလုပ်ပြီးဒီနေရာကိုရောက်နေရတာလဲမြစ်တာအေးဖျားတဲ့မိခင်ကြေရုပ်ဟာတားတီမိခင်တွေအတွက်ဆုတောင်းပတနာပြုတဲ့နေရာတစ်ခုဒီလိုဒါဆိုရင်အဖြေတစ်ခုပဲရှိရောရဲ့ရှင်ဟာအတော်ပါရဲ့လူပဲတော်ငွေလိုက်ဒီအရပါရရှိကျူပြီးကမှတွေးခေါင်းပြဖေးချင်းခါနေသည်ထို့နောက်တစ်ခုကိုတတိယသွားဟန်ဖြစ်ကိုဝေဖြိုးကိုကြည့်နေသည်ရှင်ပြောသလိုဆိုရင်တဲစုကိုဝင်ရှိနေသူတိပြီးဆိုပါတော့သူတိရဲ့သူ့သမီးကိုစိတ်ပူလို့သူ့နီသူ့ဟန်နဲ့ကြိတ်ပြီးစုံစမ်းခဲ့မှာပဲဒါကြောင့်သူ့သမီးမှာကိုဝင်ရှိနေမှန်တိလာခဲ့ရတယ်ကျွန်တော်အထင်တော့အဲ့လိုပဲဖြစ်ပါလိမ့်မယ်အဲ့ဒီလိုဆိုရင်အဖိုးကြီးကတဲစုကိုခွင်းလွှတ်လိုက်ပြီပေါ့ဒီလိုဒါအမှန်ဆိုရင်ပြလေးလေးဝင်ခိုင်းလိုက်ပေါ့ခိုးကြောင်ခိုးဝဲသွားပြီးစုတောင်းနေစရာလည်းမလိုတော့ဆရာကတော်ရဲ့မဖြစ်နိုင်တာပဲတန်းစင်ကဝင်ပြောတယ်ဟုတ်တာပဲလေသူအဲ့ဒီလိုပဲလုပ်ပါမလဲကျွန်တော်အထင်တော့ဆရာကလေးမွေးအပီးကိုစောင့်နေရဖြစ်မယ်အဲ့ဒီချိန်ကျမကလေးမျက်နှာထောက်ထားပြီးသူတို့စနီးမောင်နှံလက်တိခံရပါမယ်ဆိုရဲအချိုမျိုးလှုပ်ချင်ပုံရရဲ့တန်းစင်ပြောတာဖြစ်နိုင်ရဲ့အဖိုးကြီးကမနာအင်မတန်ကြီးရဆိုတော့တမီးနဲ့တမန်ကြောင့်တော့မန်ချမှာမဟုတ်အနည်းဆုံးတော့သူတို့အလျှော့ပေးလိုက်ရပါတယ်လို့ပဲအထင်ခံချင်ပါလေဒါကကျွန်တော်တို့အပြင်လူတယောက်အနေနဲ့ဝင်ပါတဲ့ကိစ္စမျိုးမဟုတ်ပါဘူးဒါကြောင့်ဒီနေ့ပြောခဲ့တဲ့များစကားတွေကိုမေးပြလိုက်ပါတော့ကိုဝေဖြိုးကပြောနေသည်ကျွန်တော်နေ့တည်းပြောခဲ့သလိုပေါ့ဗျာ
အန်တီအမျိုးသားရဲ့စိတ်ချမ်းမြေ့မှုကိုဒါကျွန်တော်မဖြတ်စည်းချင်ဘူးဒေါ်ငွေလိုက်ဒီကိုဝေဖြိုးစိုက်ကြည့်နေသည်ရှင်ကလူတွေကိုအင်မတန်စာနာထောက်ထားတတ်တာပဲအဲ့လောက်လည်းမဟုတ်ပါဘူးဗျာကိုဝေဖြိုးကမနေတတ်မနိုင်တတ်ဖြစ်ကရဲနေသည်ကျမတဘောပေါက်ပါ၏ဘာမှမသိတလို့ဆက်နေသွားစားယုံပေါ့တန်းစင်မင်းလည်းတူတူပဲမသိချင်ရောက်ဆောင်နေတန်းစင်အဖြေသည်အမှန်ပေါ့ကိုဝေဖြိုးသည်လက်ပတ်နာရီကိုကြည့်လိုက်သည်ကျွန်တော်ပြောချင်တာကတော့ဒီလောက်ပါပဲအန်တီအမျိုးသားလည်းပြန်ရောက်တော့မယ်ထင်တယ်ကျွန်တော်ခွင့်ပြုအောင်ကိုညီရဲ့အတွက်ကျေးဇူးပါဗျာကျမကလည်းကျေးဇူးတင်ပါတယ်ရှင်ဒေါ်ငွေလာရပြောလိုက်စဉ်တန်းစင်ကလည်းဦးညွတ်ကကျေးဇူးတင်ကြောင်းပြလိုက်သည်ကိုဝေဖြိုးထက်သားတီကိုကြည့်ပြီးဒေါ်ငွေလာသည်တက်ပြင်းတစ်ချက်မှုတ်ထောလိုက်သည်ရဲရဲချင်းအောင်တူကြတာမဟုတ်နော်ဟုတ်တယ်တန်းစင်ကလည်းတဘောတူသည်ကဲညစာလောက်တော့မှဖြစ်မယ်ဟုဆိုသည်ဒေါ်ငွေလာသည်တန်းစင်အနာမှဖြက်ကအိမ်နောက်ထဲသို့ဝင်သွားသည်မျက်ရည်ဥများပြည့်ပြည့်လည်နေသောတွင်းမျက်လုံးများမြင်လိုက်ရ၍တန်းစင်သည်စိတ်ထဲခံစားသွားရသည်တခဏကြာတော့အခါအိမ်ထဲမှအတန်တန်ထွက်ပေါ်လာသည်ညစာအခုထိချက်လို့မပြီးသေးရနေရပါလုံနေရမို့လို့လေဦးစိုးဟင်းပြန်ရောက်လာပြီးတွေးအတန်နေအတန်ထောင်းနားထောင်ခြင်းအဖြစ်ဒေါ်ငွေလာ၏မျက်နှာပေါ်မှာမျက်ရည်များတူသတိမထားမိဒီမှသေးချသည်ရှင်တလားစာနေဟောဟိုမှာပေါင်မော့တွေရှိရင်ကျမမှလည်းအလုပ်ရှုပ်တဲ့ချိန်တွေရှိရပဲဒေါ်ငွေလာအတန်ကလည်းမဆက်ဆက်ညမှာဘာများရှုပ်စရာအလုပ်ရှိလို့တော့ဖုံးဆက်ပြီးလူတကာနဲ့အတင်းပြောနေရလွယ်လို့ဘာရှိလို့လဲဒီမှာစာလုံးလို့တရောမယ်မြလို့တိပါရှင်နားအောင်ကြီးရဲ့တန်းစင်တီပြုံးရအလုပ်စပွဲတို့ပြန်လာသည်သူ့ရှေ့တွင်ပီရမစ်ပုံနာကြီးရှိနေသည်မကြခင်ပြင်လို့ပြီးရောမီဟုတ်တယ်ဟိုရဲအရာရှိသည်ထိုနာရီမီတို့လှရှာသားတို့အလွန်ကြည့်ချင်နေပုံရသည်နာရီတိုက်ခွက်၃ခုစလုံးတစ်ပြိုင်နက်အတူတူလှရှာနိုင်ခြင်း၏အကြောင်းအရင်းမှာရိုးလေးပင်တာမန်ဆက်နာရီများသည်နာရီတိုက်ခွက်၏အနောက်ဘက်တွင်ဆက်များကိုအထိုက်ကျစေပြီးထိုနာရီမှာမူအောက်ခြေတွင်အထိုက်ကျထားသည်အောက်ခြေရှိဆက်၏အလယ်ဝင်ရိုးမှတဆင့်မျက်နှာစာ၃ဘက်ရှိတိုက်ခွက်မှာခွေးသွားစိတ်များကိုရွေ့ရှားစေသည်တန်းစင်ကတွေးနေမိသည်ထိုရဲအရာရှိကိုနောက်တစ်ကြိမ်တွေ့ရင်၎င်းသဘောတရားသူအားရှင်းပြရမည်ထို့အပြင်သူ့ပြောရအောင်မည်ထိုပီရမစ်နာရီ၏ဖွဲ့စည်းပုံမှာဦးစိုးဟိန်းတို့မိသားစုနှင့်အလွန်ပင်တူလာသည်အမြင်အားဖြင့်ဦးတည်ရာများမတူကြတော့လဲတကယ်တမ်းတော့သူတို့တစ်ခုတည်းတော်ဝင်ယူကဆက်သွယ်ပြီးထားကြသည်အခန်းကကိတ်ဆိုင်မှာအယောင်သမကကြီး cheese cake တစ်ခုနဲ့ငှက်ပျော်ပူတင် cake တစ်ခုစုစုပေါင်း3500ကျပ်ကျပါရရှင်လာတင်စာတီကိမောပူများကျွအိတ်ထဲတို့အတီအခြားထက်ကကောင်တာရှိတွင်ရဲဆောင်နေသောဈေးဝယ်ထံသို့ကန်ပေးလိုက်သည်အသက်30ကျော်အရွယ်ရှိသောမျိုးသမီးသည်လက်ထဲတွင်အသင်းပြင်ထားသော9000တန်ငွေစက္ကူတစ်ရွက်ကိုကောင်တာပေါ်သို့တင်ပေးလိုက်သည်လာတင်စာတီပစံကိုကောက်ယူပြီးငွေပြန်အပ်ရန်ငွေစက္ကူနှင့်ဆွဲထုတ်ကဈေးဝယ်ထံသို့ကန်ပေးလိုက်ပြန်သည်ကျေးဇူးတင်ပါတယ်ရှင်ဈေးဝယ်ထွက်သွားသောအခါလာတင်စာတီငွေသိမ်းဆက်ပေးတွင်ချထားသောလက်ကိုက်ဖိုးမှခလုတ်ကိုနှိပ်ပြီးအချိန်ကြည့်သည်9နာရီထိုးရန်15မိနစ်လိုသေးသည်ဤကိစ္စ၏စိုက်ပိတ်ချိန်မှာည9နာရီဖြစ်သည်လာတင်စာတီခါကုန်းကမုတ်ကောင်တာအတွင်းမှများဆဆမကြံတော့သည့်ကိမုတ်များကိုပြန်လည်နေရာချနေ၏ခါကိုပြန်မက်ပြီးချိုးတာတော့မျက်နှာဖြစ်တဘာဝကျစွာပြုံးလဲနှုတ်ဆက်လိုက်သည်မင်္ဂလာပါရှင်ထိုဝင်လာတော့ထိုအမျိုးသမီးမှအမြဲလာဝေနေကြဖောက်တဲ့သူဖြစ်သည်ဝင်လာတော့အမျိုးသမီးသည်ရင်းနှီးသောမှုအရာဖြင့်မျက်လုံးများမပေါ်အောင်ပြုံးလဲလာတင်စာကိုကြည့်နေသည်သူအသက်မှာ40ကျော်ရှိပြီဟုရှိတစ်ခါလာခဲစင်ကတိထား၏သို့တော်သူ၏အသားအရည်နှင့်ကိုခန္ဓာကိုယ်အချိုးအစားအရအကြည့်လင်များစွာငယ်ရွယ်သေးသည်ဟုထင်ရသည်မင်္ဂလာပါသမီးရဲ့ဝယ်လို့ရသေးရဲ့မဟုတ်လား
ထိုတူကမိသည်ရပါသေးရဲ့ဆိုင်မပိတ်သေးပါအောင်အိမ်ကြီးချင်းတရားကဒီနေ့အန်တီကိုစနွေးမကင်းတပူလက်ဆောင်လာပေးရဲ့ငကိုကတော့မဝယ်တော့လို့စိတ်ကူးနေရပဲဒီနားဖြက်လာတော့လေစားချင်လာပြန်ရောတူတီမန်ကောင်တာနာကကတေချာဆိုင်ကြီးနေသည်စပင်ကိုညှက်ထားတော့ကြောင်းဟုထင်သည်သူ၏လှုပ်ရှားမှုတိုင်းမှာအပြိုမလေးတစ်ဖွဲ့တင်းတယ်နေကြ၏မြမရိုးရာမုတ်တွေကိုကြိုက်တတ်ပါတယ်ဒါပေမဲ့တလုတ်ပြီးလို့1000နာရင်ကိတ်မုတ်လေးစားလိုက်ရမှစိတ်ကြည်နေတာအဲ့ဒါအန်တီလို့အားကျုံးမှန်တဲ့လုံနေနိုင်ဖို့အတွက်စွမ်းအားတစ်ခုပဲအန်တီကဘာလို့လောက်တာလဲတမီအထင်အားရောမျက်စိကလေးဖြစ်နေတော့လာတွင်ဆောင်မြင်တော့ခါထိုမျိုးတမီသည်ရှင်နာနာမျက်နှာထားနေသူ့အားမျက်စိတစ်ပတ်မိတ်ပြသည်အိမ်မှာလည်းလုံနိုင်တဲ့အလုပ်မျိုးလေးဘေးပေါက်ရှာသလိုပေါ့အဲ့ဒါလို့လားလာတင်စာတီထိုမျိုးတမီပြောတော့ဘေးပေါက်ဆိုတီကိုမတိထို့ကြောင့်အလိုက်တစ်ပြန်ပြောလိုက်ရသည်အန်တီဒီနေ့ကံမကောင်းထင်တယ်ဂျယ်ရီကိတ်တစ်ခုဝယ်မလားလို့စိတ်ကူးမိရဲ့တမီတို့စီမှာပြမဲ့ဒီနဲ့လောက်ထားတဲ့ဂျယ်ရီကိတ်မရှိတော့ဘူးလားထိုတူကမန်ကောင်တာကိုစိုက်ကြည့်ရင်ပြောနေသည်ဒီနေ့ရောင်းလို့ကုန်သွားပြီရှင်အားနာလိုက်တာအခုတလောအရန်ပူလာပြီလူတိုင်းကအေးစာတွေစားကျင်ကြမှာပဲဒါဆိုဘာယူရရင်ခေါင်းပါမလဲထိုစဉ်အမျိုးသမီးလက်ဆွဲအိတ်ထဲမှဖုံးတက်မြည်လာသည်သူ၏မျက်မှောင်ကျုံလက်ဖုံးဆွဲထုတ်သည်ဖုံးမျက်ပြုတ်တစ်ချက်ကြည့်ပြီးစဝေစဝါဖြစ်တော့မျက်နှာထားဖြစ်ဖုံးကိုက်လိုက်သည်ဟယ်လိုဘယ်သူများလဲလို့ဘာဖြစ်လို့အများသုံးဖုံးနဲ့ဆက်လာရလဲဒီလိုလားအတော်စိတ်ပြက်စရာပဲခဏလေးနော်သူဒီဖုံးကိုက်ထားလဲခါမောလာပြီးအာနာတိအမှုအရာဖြစ်လာတင်စာကြည့်သည်ဒီနေ့တော့မဝယ်တော့ပါဘူးသမီးရဲ့မနေ့ပြန်မှထက်လာခင်မယ်ဟုတ်ကဲ့ရှင်တို့မျိုးသမီးဒီလက်ပြရင်ကိမုတ်ဆိုင်ထဲမှထွက်သွားသည်ဆိုင်ပြင်ဘက်တွင်ဖုံပြောနေသောထိုတူဆိုင်တွင်မှမြင်နေရသည်ထိုစဉ်မအေးမြသည်ကော်ဖီဘာအတွင်းမှထွက်လာသည်တင်စာနေလဲပင်ပန်းသွားတိန်းနာစီးရတွေငါပဲဆက်လုပ်လိုက်မယ်ရပါရဲ့ကျမလုပ်လိုက်ပါမယ်တိတ်မပီနဲ့အပင်ပန်းခံလို့မကောင်းမပင်ပန်းပါဘူးခုတလောအားရအောင်ပူရှိနေသလိုပဲဒါဆိုလဲပြီးရပဲမအေးမြသည်ပြုံးနေရင်မှပြန်တည်သွားသည်စောစောကဈေးဝယ်ကဘာမှဝယ်မသွားပါလားကျလို့ရှင်နဲ့ကိမောကကုန်သွား၏ဟုတ်လားသူဒီနေ့လာလဲအတော်နောက်ကျတာ哦ခါတိုင်းဆိုရင်6နာရီလောက်ရောက်တာပဲဒါဆိုမန်ကောင်တာတဲ့ရှင်းပြီးနေပြန်တော့လေဟုတ်လာတင်စာဒီမန်ကောင်တာအနောက်တွင်ခါကောင်းလဲရောင်းမကုန်ရွေးကျန်နေသေးတော့ပူတင်ကိုကြီးကပြုံးနေမိသည်ထိုအောင်သည်အချိုကဲတော့ကိမုတ်များမကြိုက်ပေဤဆိုင်တွင်သူကြိုက်နေတဲ့တစ်ခုထဲတော့အရာမှာပူတင်ပင်ဖြစ်သည်ဤဆိုင်၏ချစ်စရာကောင်းသောစီကံတစ်ခုမှာတနေ့တာရောင်းမကုန်တော့ကိမုတ်များကိုအိမ်တို့ယူသွားခွင့်ရှိခြင်းဖြစ်သည်မိမိအိမ်သူအိမ်သားမှအပတခြားသူများအတွက်တော့ယူသွားခွင့်မရှိဟုတ်သည်သူလဲပူတင်ကြိုက်သူဖြစ်သည်လာတင်စာသည်စောစောကရောက်လာခဲ့သောဈေးဝယ်အမျိုးသမီးကိုတရိယာမိနေခြင်းဖြစ်သည်မအေးမြပြောခဲ့သလိုပင်သူသည်ခါတိုင်းနေ့ဆိုရင်6နာရီပတ်ဝန်းကျင်လောက်ရောက်လာတတ်သည်မုတ်ကောင်တာထဲမှာစိတ်ကြိုက်ကင်းမုတ်ရွေးပြီးတော့ခါဆိုင်တွင်မှကော်ဖီဘာလက်တေးတစ်ခွက်မှကအေးဆေးသုံးဆောင်လေးရှိသည်လာတင်စာသည်အလောက်ပါ၍အားလက်တော်တော့အချိန်မျိုးတွေသူ့ကိုလမ်းကြည့်မိတော့ခါတိုင်းအံ့ဩစရာကောင်းသူနှင့်အကြည့်ချင်းဆုံနေလေးရှိသည်ထို့သောဆုံလိုက်လင်လေသူ့အချိုတာဆုံးပြုံးဖြစ်ပြုံးပြနေတတ်သည်အင်မတန်နှွေးထွေးသောကျင်နာသောသဘောထားကြီးသောအပြုံးမျိုးထို့ထက်တော့ထိုအမျိုးသမီးအကြောင်းလာတင်စာပါများမသိလွန်ခဲ့သော2လခန့်သူသည်ဤဆိုင်သို့ရောက်လာခဲ့၍ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်ထိုနောက်တွင်2ရက်ခြားသို့မဟုတ်3ရက်ခြားတစ်ခါလောက်ဆိုင်သို့ရောက်လာတတ်သည်
တူတီဤဆိုင်မှကဲမုံမြောက်အင်မတန်နေတဲ့တူတူဖြစ်ရမည်ဟုမအေးများကောက်ချက်ချသည်ဘေးပေါက်ဆိုဒီမှာအပေနီးလာတင်စားတွင်းနေသည်နောက်တစ်ခါဆိုင်သို့လာတော့အခါမှာသူ့ကိုမြည်မြန်ကြည့်ရပေတော့မည်ခခွေရန်နိုင်သည်တိတ်ဆင်ရှိတိုင်တိုင်မှစလိုက်မီလုံးဤဝဲဥများကိုကွာပြည့်ချက်နေစဉ်သူ၏ချွေများမျက်နှာပေါ်တတိတီယိုစီနေကြသည်ထွေးစီကြောင့်သည်မျက်လုံးထဲသို့ဝင်ကသူဝစ်ထားသောတီရှပ်တစ်ထည်လုံးရွှဲဆိုနေလေပြီသူသည်ကရင်ပေါ်တွင်လွှားထားသောမျက်နှာတုပ်ပွားဖြင့်သူမျက်နှာကိုတစ်ချက်တုပ်လိုက်ပြီးအလုတ်ဆက်လုပ်နေသည်အကယ်၍စတိတ်စင်ကိုအမြန်ဆုံးဆင်မပြီးလျှင်စင်တင်အခါလေ့ကျင့်ခြင်းများလည်းပြုလုပ်နိုင်ဦးမည်မဟုတ်ပေတခြားသောအဖွက်တားများသည်လည်းစတင်များပိတ်ကားများနေရာတကျရှိစေရန်ရွှေတစ်လုံးလုံးနှင့်အလုပ်များနေကြသည်သူတို့၏စတိတ်ရှိုးအဖွဲ့မှာအဖွဲ့ငယ်တာဖြစ်သောကြောင့်အဖွဲ့ဝင်တိုင်းသည်အလုပ်ကြမ်းစားကြရာတာဝန်များကိုထမ်းဆောင်နေရသည်တစ်ရာထဲမှကွာတလက်ကိုလမ်းယူနေစဉ်သူ၏ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းတီအတက်မြည်လာသည်သူသည်စိတ်မရှိစွာဖြင့်ဖုန်းကိုထုတ်ယူလိုက်ပြီးဖုန်းမျက်နှာပြင်ပေါ်မှနံပါတ်ကိုမြင်သွားသောအခါပို၍ပင်စိတ်တိုသွားသည်သူသည်တပတ်လုံးနှင့်စကားမပြောချင်သောကြောင့်ဖုန်းမကိုင်ရန်စိတ်ကူးလိုက်သေးသည်တပတ်လူကလည်းသူ့ကိုစကားပြောချင်လိမ့်မည်မဟုတ်ယခုဖုန်းခေါ်လာခြင်းမှာအရေးတကြီးပြောစရာရှိ၍သာဖြစ်ရမည်တို့ဖြင့်မကိုင်ချင်နှင့်ဖုန်းလက်ခံခလုတ်ကိုနှိပ်လိုက်သည်ငါကွဖုန်းထဲမှထွက်ပေါ်လာတော့သူကောင်းကောင်းသိကျွန်တော်သိပါတယ်ဘာကိစ္စရှိလို့လဲကျွန်တော်မအောင်မင်းစီကိုရဲတွေဆက်သွယ်လာလိမ့်မယ်အဲ့ဒါပြောပြမလို့ပဲရဲတွေကျွန်တော်ကဘာမှမလုပ်တာမဟုတ်ဘူးຫນွေနီရန်နာတွေဘာခံစားချက်များထူးထူးခြားခြားဖြစ်မတော်ထိုလိုမျိုးမကြားခဲ့ရသည်မှလည်းကြာလာပြီသူကိုယ်တိုင်ကလည်းမပြောဖြစ်ခဲ့အမေဘာဖြစ်လို့လဲတပတ်မှအတန်ကြာငြိမ်သက်သွားသောကြောင့်စိတ်မရှိသောလေတံဖြင့်ရန်နာကိုအော်လိုက်မိသည်ဖေးတီရိုက်လို့ကြားရဲ့ဗျာဒီမနက်ကရဲတွေငါ့ကိုလာတွေ့ရဲ့မနေ့ညသူ့အလောင်းတွေ့ခဲ့ရရဲ့တဲ့ရန်နာသည်အသက်ကိုအားရပါရရှူသွင်းလိုက်သည်ဘာတစ်ခုမှတော့မပြောသူ၏အနောက်ထဲတွင်ပြုံးရွှင်နေသောမိခင်၏ပုံပန်းတရံကနေရာယူနေသည်တွင်းမညံထဲတွင်သူမိခင်မှာငယ်ရွယ်ဆဲတက်ကြွဆဲငါပြောနေရကြားလားဦးဝင်းရှင်ကမေးသည်ဘလို့ဖြစ်ရတာလဲရန်နာကပြောတယ်အမေဘလို့ဖြစ်ပြီးအက်ဆီဒန့်ဖြစ်တာလဲမဟုတ်ဘူးအသက်ခံရတာဖြစ်နိုင်တယ်လို့ရဲတွေကပြောတယ်ရန်နာ၏နှလုံးခုန်တံများဆူညံလာသည်ခန္ဓာကိုယ်မှာလည်းတရှင်းရှင်းနဲ့အဖျားသက်ကဲ့သို့ပူလောင်နေသည်အတူလက်ချက်လဲသူကမီးလိုက်သည်မတိသေးအခုမှစပြီးစုံစမ်းနေကြအောင်ဒါကြောင့်ငါစီလဲရဲတွေရောက်လာကြဘယ်မှာအသက်ခံရလဲအမေအဲ့ဒီအချိန်ကဘယ်မှာလဲသူနေတဲ့အိမ်မှာလို့ထင်တာပဲသူ့အိမ်ဘယ်နားမှာလဲတပြေရိတ်အိမ်ယာတပြေရိတ်အိမ်ယာဘယ်နားမှာလဲရဲတွေပြောရတော့စီတန်းရဲ့မှာတဲ့သူအဲ့ဒီမှာတိုက်ခန်းတစ်ခန်းငားနေခဲ့တယ်ထင်တယ်ဒါနဲ့ငါအိမ်နားမှာမဟုတ်ဘူးလားဟုရန်နာကတွေးနေမိသည်သူသည်ကျွန်းတော်ရက်ဘက်တွင်နေသည်သူ့အိမ်မှာစီတန်းရက်ဘက်သို့သွားလျင်မိနစ်20ခန့်လမ်းလျှောက်သွားရုံသာရန်နာ၏အသွေးထဲတွင်မေခွန်းတစ်ခုပေါ်လာသည်သူမိခင်သည်အပယ်ကြောင့်ထိုနေရာတွင်လာနေရသည်မိခင်အသက်ခံရသည့်သတင်းကိုကြားလိုက်ရသောကြောင့်သူအတော်တုန်လှုပ်သွားသည်မင်းဘာသိထားလဲဘာကိုလဲတဲလွန်စားရှိလားမင်းကကျွန်တော်မှဘယ်လိုလုပ်ပြီးရှိမှလဲကျွန်တော်တို့ဆက်သွယ်ပြတ်နေတာကြာပေါ့ဦးဝင်းရှင်ဤတက်ပြင်းချတန်ကိုကြားလိုက်ရသည်ဟုတ်တာပဲကျွန်တော်ဘာလို့တစ်လဲအဲ့ဒါပြဿနာမဟုတ်ပါဘူးရဲတွေကမင်းကိုလည်းဆက်သွယ်လာနိုင်ရလို့ထင်တာကြောင့်မင်းကိုလမ်းအကြောင်းကြားရတာသူတို့ကမင်းရဲ့ဖုန်းနံပါတ်ကိုတောင်းသွားကျွန်တော်သဘောပေါက်ပါတယ်အဲ့ဒါပဲအဖေဘာလဲနာရီကိစ္စဘယ်လိုလုပ်မလဲဦးဝင်းရှင်ပန်းညီတက်သွားပြန်သည်
ထို့နောက်အဲ့ဒါငါတို့စိတ်ပူရမယ့်ကိစ္စမဟုတ်ပါဘူးဘလို့ကြီးလဲနိုင်ရေးနဲ့ပတ်သက်ပြီးငါဘက်ကဘာမှဝင်မပါတော့ဒါပေမဲ့သူတို့ဘက်ကတောင်းဆိုလာတယ်ဆိုရင်တော့လုပ်ပေးလိုက်ရုံပေါ့ဒေါ်နွယ်နီဦး၏မိသားစုဘက်မှတောင်းဆိုလာမှသာနိုင်ရေးကုန်ကြစည်ထွက်ဦးဝင်းရှင်အကုန်အကြခံမည်ဟုသူကဆိုလိုချင်ဟန်ရှိသည်အဲ့ဒါခမကြီးရဲ့တာဝန်ပဲမဟုတ်လားဟုရန်နိုင်ကပြောချင်နေသည်သို့တော်မပြောဖြစ်ခဲ့ဖုံးပြောပြီးနောက်ရန်နိုင်မှာငေးကြောင်ဖြစ်ကြံနေခဲ့သည်တွေအုံနောက်ထဲအလုံးစုံရှုပ်ထွေးနေသောကြောင့်ဘာဆက်လုပ်ရမည်ကိုပြင်မစင်စားနိုင်အောင်ရှိနေတော့သည်ရန်နိုင်ဘာဖြစ်လို့လဲခေါ်ရန်ကြားခါမှအတိစိတ်ပြန်ဝင်လာသည်အဖွဲခေါင်းဆောင်၏အတန်ဖြစ်သည်ကျွန်တော်အမေအသက်ခံရလို့တဲ့ဘာအသက်ခံရလို့ကြားရသူ့အိမ်မှာတဲ့ဟုပြောကရန်နိုင်သည်ငုတ်တုတ်ထိုင်ချလိုက်သည်နောက်တနာရီခက်ကြတော့ခါရဲများရန်နိုင်ထိုင်သူဆက်သွယ်လာသည်ထိုစဉ်သူသည်ငင်စစ်စစ်အလုံးလုံးနေသည်သူ့အဖော်များကသူ့အားအိမ်ပြန်ရန်ပြောကြတော့လဲသူကငင်းဆိုခဲ့သည်မိမိ၏ကိုရေးကိုရာကိစ္စကြောင့်အလုပ်ပြတ်မခံနိုင်တော့သူကယူဆသည်ထို့ပြင်စောစောစီးစီးပြန်သွားလင့်လဲဘာမှထူးခြားမည်မဟုတ်အလုပ်တွင်ဟောလို့ဒီလုံးနဲ့အလုပ်ရှုံးနေမှသာစိတ်ရှုပ်ထွေးစရာများအသွေးလျှော့သွားပြီမည်တူထန်တိုဖုံးဆက်တွေ့လာတူမှာမူခင်းထောက်လန်းရေးဌာနမှဥဝေလူဖြစ်သည်ဥဝေလူသည်သူ့အားအမြန်ဆုံးတွေ့ဆုံလိုသည်ဟုဆိုသောကြောင့်ရန်နိုင်တို့၏စတိတ်စင်နှင့်အနီးအနားတွင်ရှိသောကော်ဖီဆိုင်တစ်ဆိုင်သို့ချိန်းလိုက်ကြသည်ကော်ဖီဆိုင်ထဲတွင်ကိုယ်အင်ကြီးဝတ်ထားသောအမျိုးသားနှစ်ဦးသူ့အားစောင့်နေကြသည်သူတို့သည်မူခင်းထောက်လှမ်းရေးဌာနမှမူခင်းစစ်ရဲများဖြစ်ကြပြီးအသက်ပိုကြီးသောရဲအရာရှိမှဥဝေလူဖြစ်သည်ဥဝေလူသည်မိတ်ဆက်စကားများဆိုပြီးသည်နှင့်ဒေါ်နွယ်နွယ်ဦးကိုနောက်ဆုံးဘက်ချင်းအားတွေ့ခဲ့သည်နည်းဟုသောမေးခွန်းကိုစတင်ပြီးမေးလေသည်မနေ့နေ့လယ်လောက်ဖြစ်မှာပေါ့ရန်နိုင်ကပြန်ဖြေသည်မနေ့ကဒီလောက်ကြာတာတော့မတွေ့ဖြစ်ဘူးပေါ့ဥဝေလူသည်မျက်စိပြူးကြည့်နေသည်ကျွန်တော်အဖေစီကကျွန်တော်အကြောင်းမကြားခဲ့ရဘူးလားတက္ကသိုလ်တော်ဘွဲ့မရသေးပဲအိမ်ပေါ်ကဆင်းသွားတယ်လို့ပဲကြားမိရဲ့အဲ့ဒါမနေ့နေ့လယ်လောက်ကပဲအဒီနောက်တော့ကျွန်တော်လည်းကျွန်တော်အမေကိုမတွေ့တော့ဖုန်းလေးတော့မဆက်ဘူးလားဥဝေလူကတန်ပြမျက်လုံးများဖြစ်ကြည့်နေသည်ရန်နိုင်သည်ဥဝေလူကိုမျက်တောင်မခန့်ပဲပြန်ဆိုင်ကြည့်သည်လူကြီးဆိုတဲ့လူတွေကလူငယ်တွေကိုအထင်သေးအမြင်သေးနဲ့ဆုံးမဖို့ပဲရှောင်နေကြလားမသိဘူးဟုသူကတွေးနေသည်ကျွန်တော်ကစိတ်ပြက်လို့အိမ်ကဆင်းသွားတာပဲဟာတွေးကြည့်ပေါ့မင်းအမေရောမင်းစီဖုံးမဆက်ဘူးပေါ့အိမ်ကဆင်းရနဲ့ကျွန်တော်ဖုံးတစ်ဝယ်လိုက်ကြစင်ကက်အစ်စ်လဲလိုက်တယ်ဒီတော့သူတို့ပဲတီးပါတော့မလဲဒါပေမဲ့မင်းဖေကမင်းရဲ့နှစ်ပတ်ကိုတီးနေရလေသူကကျွန်တော်အကြောင်းစုံစမ်းခဲ့တာကိုလွန်ခဲ့နေဝဲလောက်ကပေါ့တစိမ့်တရားကျွန်တော်အစီရောက်လာရင်အရေးတကြီးကိစ္စရှိလို့ကျွန်တော်အဖေကိုဆက်သွယ်ပေးပါလို့လာပြောတယ်ဒါနဲ့ကျွန်တော်သူ့စီဖုံးဆက်ခဲ့အရေးကြီးကိစ္စဆိုတာဘာတဲ့လဲရန်နိုင်ဒီရဲရရှိကိုကြည့်ပြီးတပြင်းချလိုက်သည်ကျွန်တော်အဖေနဲ့အမေတို့ကွာရှင်းကြတော့မလို့တဲ့ကျွန်တော်အံ့ဩသွားမိရဲ့ဒါပေမဲ့ဒီခေတ်မှာလင်မယားနှစ်ယောက်ကွာရှင်းကြတာအထူးဆန်းမဟုတ်တော့တာပဲပြီးတော့ကျွန်တော်ကလည်းသူတို့ဘာလို့စိတ်မဝင်စားတော့ကျွန်တော်မှဝင်စုဖက်ပိုက်ခွင့်လည်းရှိရမှာမဟုတ်တာဒါပေမဲ့သူတို့ကွာရှင်းမဲ့အကြောင်းသားဖြစ်တဲ့ကျွန်တော်အတိပေးမှတင်မယ်လို့သူတို့ယူဆပုံရတယ်သူတို့ကွာရှင်းရတဲ့အကြောင်းရင်းကိုရောရှင်းပြခဲ့သေးလားရန်နိုင်ကခေါင်းခါသည်မရှင်းပြပါဘူးကျွန်တော်အဖေကအိမ်မှာနေအတေကောင်ကြီးလိုပဲဘာမှမပြောအမေကလည်းအိမ်မှာနေရတာမပြောအတလို့ကွာရှင်းလိုက်တာပဲသူတို့နှစ်ယောက်စလုံးတော့ကောင်းမယ်လို့ကျွန်တော်ကထင်တာပဲအော်သူကအိမ်မှာနေရတာမပြောဘူးတဲ့လားရဲရရှိတီခုခုတွေးနေရင်ခေါင်းဆက်နေသည်ရှန်နိုင်သည်သူ့ကိုကြည့်ရင်မေးလိုက်သည်ဘာဖြစ်လို့အတလို့မေးရတာလဲဗျသူတို့ကွာရှင်းကြတာကအမှုနဲ့ပတ်သက်နေလို့လားရဲရရှိတီလက်ကိုခမမြမမြောက်ကရမ်းနေသည်အခုထိတော့ဘာမှရမသိရသေးပါဘူး
မင်းရဲ့အမေဘယ်မှာနေရဲဆိုတာမင်းသိထားသလားစောနာမှသိရတာပဲဒီလောက်နီးမယ်လို့မထင်ထားအဲ့ဒီတစ်ချက်ကတန်တရားချီချင်စရာပဲဒါတက်ဆိုင်မှုတက်ပဲလို့မင်းထင်သလားငါတို့စုံစမ်းထားရသလောက်ဆိုရင်မင်းမေကခုနေအောင်လွန်ခဲနလာလာဝပြောင်းလာခဲ့သူကမင်းရဲ့နေရဲ့လိပ်စာကိုတိသွားပြီအဲ့ဒီနေရာကိုပြောင်းလာတာရောမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးအဖေကလည်းသူ့ကိုကျွန်တော်လိပ်စာပေးလိမ့်မယ်မထင်ဘူးမင်းဖေကလည်းမပေးဘူးလို့ပြောရပဲဒါဆိုတက်ဆိုင်မှုတက်ပဲနေမှာပေါ့ဟုတ်ပါမလားဦးဝေလူကတန်တရားဝင်စဉ်ရဲရရှိဦးတီတော်တော်နေဦးဤတငယ်ချင်းမိတ်ဆွေများနှင့်သွေးဝတ္တနာစိတ်ဝင်စားမှုအကြောင်းများရန်အာမင်းနေကြ၍သူတီတလောက်မချွင်းမချန်ပြောပြလိုက်သည်တိုးတော်ထိုအကြောင်းအချက်များသည့်တရားခံဖော်ထုတ်နိုင်ရေးအတွက်အသုံးတဲလိမ့်မည်ဟုသူမယူဆမိရဲရရှိများကိုကြည်ရသည်မှာလည်းဝတိုးဝတာရန်နိုင်သည်သူမိခင်အသက်ခံရသည့်အခြေအနေကိုမေးကြည့်သည်တိုးတော်ရဲရရှိနှစ်ဦးထံမှကြီးကြသောအဖြစ်တစုံတရာမရဘဲစုံစမ်းနေဆဲဖြစ်ကြောင်းဟုတာပြန်ကြားကြသည်သူတို့၏အတန်နှင့်အတန်ထားမှတီးလိုက်ရသည်မှာ၎င်းသည်ရိုးရှင်းသောကြပြတိုက်လိုတန်မိုးမဟုတ်ကြောင်းထင်ရှားသည်နောက်ဆုံးအနေနဲ့တစ်ခုလောက်မေးပါရစေဦးဝေလူသည်လက်ညှိုးတစ်ချောင်းထောင်လိုက်သည်မနေ့ည6နာရီနဲ့8နာရီကြားမှမင်းပဲရောက်နေတယ်လေရန်နာ၏မျက်ခုံးများပြတ်သက်သွားသည်ခမည်းတော်ကကျွန်တော်ဘာတန်တရားဝင်နေကြလားအမှုနဲ့ပတ်သက်တဲ့လူမှန်သမျှငါတို့ကဒီမေးခုံမေးကြတာပဲမင်းမဖြေချင်လည်းမဖြေနဲ့ပေါ့ရန်နာဒီနှခမ်းကားလိုက်သည်ကျွန်တော်လေးကြည့်ရေးကွင်းမှာ stage show အဖွဲ့ထဲကကြားတဲ့လူကိုတွားမေးကြည့်လို့ရပါတယ်ကောင်းပြီလေရဲရရှိကဘာမှမဖြစ်သလိုဖြစ်ပြန်ဖြစ်သည်ည8နာရီကျော်တော့ခါရန်နိုင်သည်အိမ်တို့ပြန်လာသည်အမှန်တော့သူသည်လေ့ကျင့်ရေးကွင်းတွင်စတိတ်စင်ကိုဆက်လက်သက်ဆင်နေရမည်ဖြစ်သည်တိုးတော်အဖွဲ့ခေါင်းဆောင်အမိန့်ပေးသည့်လေတံဖြစ်သူအားအိမ်ပြန်ခိုင်းသောကြောင့်သူပြန်လာခဲ့သည်လက်ခံထဲတွင်မီလေးနေ၏စုကလျာလည်းအိမ်ပြန်ရောက်နေလောက်ပြီသူအခန်းတစ်ခါဖွင့်လိုက်တော့အခါစုကလျာတီဗီကြည့်နေရမှပြုံးရွှင်တော်မျက်နှာဖြင့်တစ်ပတ်ကိုလဲလာပြီးပြောသည်ဒီနေ့ပြန်လာတာအတော်စောပါလားရန်နာဒီသူမိခင်အကြောင်းပြောပြလိုက်တော့အခါစုကလျာ၏မျက်နှာတွင်တိမ်တရံများဖုံးအုပ်သွားတော့သည်ဟုတ်ပါဒီနေ့တထေးအောင်အဲ့ဒီကိစ္စပြောနေတယ်သူကမျက်မှောင်ကျုံနေသည်ဘာကိစ္စလဲမင်းညရေကားတွေအများကြီးဖြတ်သွားတယ်လေတပြေရဲ့အိမ်ယာကကြတော့ဆိုင်နဲ့လည်းတိတ်မဝေးဘူးအခုလိုရန်နိုင်အမိနဲ့ပတ်သက်နေလိမ့်မယ်လို့ပဲထင်မိမှလည်းအဖြစ်ဆိုလိုက်တာနော်သူဒီစိတ်ထိခိုက်စွာမျက်တောင်ကိုခတ်နေသည်အတိအကျတော့ကိုလည်းမသိသေးဘူးသူအသက်ခံရတယ်လို့ကိုပြောတာပဲဘယ်လိုလုပ်မလဲကိုအတူပါတော့သွားမှကောင်းမယ်ထင်တယ်ကိုစီဆက်တွေ့လာရင်တော့သွားမှာပေါ့ဒါပေမဲ့ဆက်တွေ့မဲ့သူဘယ်သူရှိမှာမို့လဲတွေးမိခင်တီသူ့ဖခင်နဲ့ကွာရှင်ပြီးနောက်မိတို့မိပုံနေထိုင်ခဲ့တီကိုသူလုံးဝမသိတိချင်စိတ်လည်းမရှိခဲ့သူကိုယ်တိုင်ပင်စိတ်ကြိုက်ဘဝကိုဖန်တီးနိုင်ရန်အင်ပေါ်အဆင်းခဲ့သည်သူမိခင်တီလည်းထို့တော့ခွင့်အရေးရှိသည်ဟုသူယုံကြည်သည်ပို၍အရေးကြီးသောအကြောင်းမှာသူသည်ကိုကိစ္စနဲ့ကိုလုံးချလေလိုက်နေသောကြောင့်ဖြစ်သည်သူသည်ကတင်ပေါ်တွင်ကွင်းနေတော်လဲတော်တော်နှင့်အိမ်မပျော်နိုင်စုကရလည်းသူ့လိုပင်ပြီးနာ၌တောင်လဲမြောက်လဲလုံးနေသည်သူသည်စကိတ်ရှိုးကြည့်စဉ်ကစုကရနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ထိုစဉ်အားသူတို့နှစ်ဦးမှခုန်ချင်းကက်လက်စုကရသည်သူ့အောက်အသက်တစ်နှစ်ငယ်ပြီးတို့ကပညာရှင်ဖြစ်လိုသောအိမ်မက်နှင့်မြို့ပေါ်သို့လာ၍တက္ကသိုလ်တက်နေသည်ယခုနေသောအခန်းမှာစုကရငှားရမ်းထားသောအခန်းဖြစ်သည်နောက်မှရန်နိုင်ကသူနှင့်အတူလာနေသည်ရန်နိုင်သည်တက္ကသိုလ်ပထမနှစ်အရောက်တွင်အနောက်တိုင်းအကပညာစတင်စိတ်ဝင်စားခဲ့သည်တခါတည်းစတိတ်ရှိုးပွဲတွင်လက်ရှိသူအလုပ်ဝင်နေသောအခအဖွဲ့နှင့်စတင်ရင်းနှီးခဲ့ပြီးသူတို့ထံပညာရင်း
တို့ဝါဒနာပါသည့်အလုပ်ကိုလုပ်ရန်ဆုံးဖြတ်လိုက်တော့သည်ထိုအချိန်မှစတင်၍သူသည်တက္ကသိုလ်သို့မသွားတော့ဘဲတစ်ချိန်လုံးထိုအကအဖွဲ့နှင့်သာတပူးတွဲတွဲရှိနေလေသည်အဖွဲ့ခေါင်းဆောင်ကလည်းသူ၏ဝါဒနာနှင့်ပရမီကိုသဘောကျနေသည်အလေးအနက်စဉ်းစားသုံးသပ်ပြီးတော့အခါသူကျောင်းထွက်ရန်ဆုံးဖြတ်လိုက်သည်ဤသို့ဖြင့်သူဖခင်ဦးဝင်းရှိန်၏ကန့်ကွက်ဆန့်ကျင်မှုအကြီးအကျယ်ခံခဲ့ရသည်သူမိခင်ဒေါ်နရီဦးကလည်းသဘောမတူခဲ့မင်းဒီလောက်မှကျောင်းထွက်ချင်တပါးဆိုလဲထွက်ပေါ့ကွာငါဘာတတ်နိုင်မှာလဲဒါပေမဲ့ကျောင်းထွက်လိုက်ပြီဆိုတာနဲ့ငါဆရာပါထောက်ပံ့မှရဖို့စိတ်မကူးနဲ့တော့ရှေ့လျှောက်ကိုခြေထောက်ပေါ်ကိုရက်ပြီးတော့ကျွန်တော်သဘောပေါက်ပါရဲ့သူပြောပြီးသည့်နဲ့မတ်တက်ရက်လိုက်သည်ထို့နောက်အခန်းသို့ပြန်ကားဝင်းအစားများသိမ်းစီရောသည်နေရာဒီစားရ၏အမေစီဆက်သွဲအောင်တော်နွယ်နီဦးသည်အိမ်မှဆင်းသွားသောရန်နာ၏အနောက်သို့အပြေးလိုက်ကအတန်တိုးတိုးဖြင့်ပြောလိုက်သည်သူကခေါင်းကာပြသည်ဟင်ကျွန်တော်ဘယ်တော့မှမဆက်သွဲတော့ဖုန်းနံပါတ်လည်းအသစ်လဲပြေးလိုက်မယ်ဒါပေမဲ့နွယ်နီအိမ်ထဲမှဦးဝင်းရှိန်အတန်ထွက်ပေါ်လာသည်အဲ့ဒီကောင်အဖက်လုံးမနေစမ်းနဲ့တော်နွယ်နီဦး၏မျက်နှာပေါ်တွင်ဝမ်းနည်းကြေကွဲမှုနှင့်အားမလို့အားမရဖြစ်သောမှုအရာများပေါ်လွင်နေသည်ရန်နာသည်စက္ကနေလှည့်ထွက်သွားပြီးညအမောင်ထဲတွင်ပျောက်ကွယ်သွားတော့သည်မိခင်အသက်ခံရ၍ဤလောက၏လုံးဝမရှိတော့ပြီမည်သို့ပင်ဖြစ်စေကာမူရန်နာသည်ထိုအမှန်တရားကိုလက်ခံနိုင်ရန်ဝန်လေးနေသည်အိမ်မက်တစ်ခုမက်နေခြင်းလည်းဖြစ်ကောင်းဖြစ်ဖြစ်မည်သို့တော့အိပ်၍တော့မပြောသေး